ဟုတ်လာကြပါဘူးဗျာအဲ့ဒါဇနီးမောင်နှံနဲ့ပေါ့ဆရာတပည့်ဆရာ ဩဆရာတော်ပဲ တော့ကနေမလေးဇနီးမောင်နှံပေါ့အပေါ်ရပွဲလေးကမတ်တရမရအဲ့လေတော့နေရှင်းနေတယ်တို့လေးတော့ပေါ့ကွာပေးတယ်ကပြောပေးတယ်ပဲလေအမေလေးဟုတ်လေဘယ်လိုမျိုးလက်လေးတရားထုတ်လဲအဲ့ကောင်ကငါပြန်ကြိတ်ကြိုက်နေမှာအမေလေးထောက်ထောက်ဟုတ်တာ တချို့ကမြောက်လို့ထင်နေတာ ဟုတ်တာ မြောက်မဟုတ်ပါဘူး ဘာကောင်တော့မကြီးအတူတူပဲလေအတူတူပဲလားဟုတ်တယ်လူကပြန်စင်နေမှလေးတည်တာတော့ချစ်ကြချစ်တာပါရောက်ကြတဲ့ဟိုလူကအစားလေးကျွေးလိုက်လူကအစားဖို့ပတ်စံနဲ့လူလိုက်ကြောက်ပါချစ်တာဟုတ်ဒါပေါ့ကျွန်တော်မြောက်ကလေးနဲ့ချစ်ကြတယ်ဟုတ်လားရောက်ကြတဲ့ဟိုလူကခဲနဲ့ပေါက်လိုက်ပေါက်လိုက်လူကတော့တက်ထိုးလိုက်အဲ့ဒါအခုကခဲ့တဲ့နေရာကလေးတွေကိုပြောတာဒီကကလေးတွေကတိမ်ပါတယ်အားလုံးအေးဘွဲနဲ့ချောင်းပြီးစကားတော့မပြောပါဘူးငါစကားပြောနေနေငယ်မလို့ကဒူလာဖြစ်နေတာလားအဲ့ဒါပေးတဲ့ဘက်ကိုပြန်ပေးတဲ့ကနေ့မျက်နှာကြည့်ရမလားဖင်ကြည့်ရမလားဟုတ်ပါဘောဆောင်းမရောက်တိုင်းကြောက်ပြီငယ်ငယ်ကိုမနေဟောနောက်ကနေနေနေလားအဲ့တော့ထိုင်ဟုတ်ထိုင်မင်းကလေးဆိုတာပြီးပြီးပြထိုင်တာအောက်စာတွေလည်းလွတ်တယ်စကားကိုဒီအောက်စာလွတ်ထိုင်လားဒီရောက်ကွာရှက်ကျွန်တော်တင်ရတာလိမ့်ပါပါတယ်ဒါပါလားဗျနော်ကျွန်တော်ထိုင်ဆိုထိုင်ထဆိုထဟုတ်တယ်ဗျာကျွန်တော်ရှေကျော်ဆိုရှေကျော်ကင်းပြီးကောက်ဆိုကင်းပြီးကောက်ဟုတ်ပါလိမ့်ပါတယ်ဟုတ်လွတ်ရင်တော့ပြေးရောတစ်ဖွဲလုံးလိုက်ပါမရဘူးဟုတ်တယ်ကျွန်တော်ကိုယ်တိုင်မျက်နှာပြလိုက်တော့မှာပဲလာကိုပြေးလာတယ်လို့ပါလောက်တာအဲ့တော့ရောက်ကလေးကကျွန်တော်တို့ပွဲထုတ်လို့တာထုတ်တာဟုတ်တယ်အိတ်ကျမ်းမာရေးမကောင်းဟုတ်လားမရိုးသေးစကားပြောရင်ကိုဝင်းကြီးတဲ့ဩဒီမြောင်းပါလေးကိုဝင်းရှိတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖိုးသားကြောက်မယုံနိုင်ကြဘူးဟဲ့ဟာတခါလေးပါကွာဘာလဲတခါလေးอ่ะဟာသမီးသွားတွေ့တာတခါလေးပဲတခါလေးရွတ်လို့ရမလားကြီးကြီးရဲ့ကွာမေးပါပေါ့အမြောက်အောင်တော့နေမကောင်းဘူးဟုတ်တာဟမ်ဒီလက်ပြရေးဟောသမီးကေဒီဘာမတော်ဘူးလားဟုတ်တယ်မြောက်ကလေးသွားပြီးကေဒီပါတိုက်ကေဒီပါနေသားလိုက်ပါလားအဲ့မတရဆိုတော့ငါ့ကိုကြောပေးတဲ့ကိုကြောပေးတော့တာအဲ့တော့ဘုနေပါမင်းသမီးရင်းရင်းနေစကားပြောမယ်သိကြလားတချမ်းနေဆောင်ဒီပိုင်းများသမီးရဲ့ပညာတွေကိုကြည့်ရင်နေဒါပေါ့ဟုတ်တယ်နော်ဟုတ်အဲ့တော့သမီးတေချာကစားရင်ဒီပိုင်းများဆုချဟုတ်ကဲ့ကောင်းကောင်းလေးကစားဟုတ်ကဲ့နော်ပုံမှန်စမယ်အဲ့တော့တို့ဆရာတစ်ပည့်နှစ်ယောက်စမယ်ဟုတ်ပုံသွားတော့တော့လိမ့်ပါလေကျွန်တော်တင်တာလိမ့်ပါပါအော်ကိုပဲတင်တာလားနားထောင်နေဒီပိုင်းကသမီးရဲ့ပညာတွေကိုကြည့်ရင်နေပြီဟုတ်ကဲ့အဲ့တော့သမီးကလည်းအလှည့်ကြပြီဆိုတော့စတော့ဟိုပေါ်သွားတော့ဒီပါတာသမီးတေချာကစားရင်စုချပါဟုတ်ကဲ့စမယ်ဟိုပေါ်သွားတော့အမလေးလိမ္မာလိုက်တာဘယ်လိုဖြစ်နေလဲဩပါတက်ကမရှိတော့ရောက်တဲ့ဒေးတိုင်းလက်ပြတော့မှာပါဘယ်ရတဲ့ဩအဲ့တော့စမယ်အဲ့တော့အားပဲတော့လားမလားနဲဟုတ်တာဟုတ်လားဟုတ်ရှေ့ကျော်ထုံးရှေ့ကြီးဟုတ်ပြီဟုတ်တယ်လို့အဲ့ဒါတော့တော့ဟုတ်တော့ဘာလဲလို့ကွာဒါပြီးဒီတိုင်းရောက်လက်ပြလက်ကမြောက်ပါဒူးနေတာလားလက်ကမြောက်ပါနေနော်ဆက်ပေါ်ကြမလို့ချင်အပရလည်းကျောင်းရုပ်ပေါက်သွားမယ်ရောက်ပါဆိုမှရောက်လို့ပါမှာပေါ့ပြင်းတာမင်းလိုပဲကွာဒီငါတင်ပေးထားတာလေအဲ့တော့ဒီမှာသမိုင်းတစ်လုံးပြုတ်လိုက်ပြီဟုတ်ပြီတစ်လုံးနဲ့ကစားဒါပေါ့အဲ့ကဲတော့ရေးကြိုးစားတာဒါဘက်ကတစ်လုံးနဲ့နော်ဒါဟုတ်လားဒါရင်သွားမယ်နေမျိုးလိုက်တာပြုတ်ဟုတ်ပြီဒီနေ့ကဟုတ်တာချားတယ်ဒါပဲအပိုက်ပေါ်ရှောက်မယ်အကြရတယ်ပေးချင်ကြရှောက်တော့ရှောက်တော့တော့ဖေးထားလိုက်ကိုချားတယ်ချားကြဒီလိုဟာဒီလိုအဲ့ဒီလိုဖင်နေလည်းပြောင်းကုန်ပြီ
ဟောဒီကတော့နောက်တစ်မျိုးလာအောင်မယ်လိမ့်မနော်ရောက်ကလေး ကဲနောက်တစ်မျိုး ဒီကခုံးနဲ့ခွဲနဲ့ကနေပြီးတော့ခုံပေါ်လာပြီးကိပြီးတော့ထောင် ဟောဟုတ်တာပေါ့ဟုတ်တယ် ချာအတမရနဲ့ထိုင်ချာအတမရနဲ့ထိုင်ရတယ်ဒူးတာဒီဘက်ကလာပုံမသာမအတကိုလည်းစိတ်ကြည့်ပါလိမ့်ဟုတ်ပြီဘယ်လာတော့ဖေးမေးနေဖေးတော့ကြာဟာနည်းနည်းထပ်ဝေးမယ် ဟောနည်းနည်းဝေးအောင်ပါ နည်းနည်းနီးရဟောပရာ လာမယ်တော့လားဟုတ်ပြီ ဟာဟုတ်ရော ဟုတ်တယ်ဗျာ ဟာ ချာ လက်ပြအေးလက်လင်ကားပဲလက်ပြောက်ကြ ဟိုလည်းနေပဲနေနေတာ အဲ့ဒါဝေးရတယ် အာနည်းနည်းဝေးသွားဗျာ ဟုတ်ပြီနော်တေချာခေါင်းမယ် ဟောတော့ရေလာပြီတော့ပါအဲ့ဒါအေးဒီလေဟောဗျာဒီလေဟာခွေးလေးရဗျာကြော်သွားတယ် အတေအောက်ကနေဆင်းပြီးဟိုဘက်တက်လိုက်တယ်လို့ပဲ အဲ့ဒီဗျာအောက်ကဆင်းပြီးတော့အဲ့ဘက်ကိုတက်သွားတာဟေးရွှေလက်ခုပ်တန်လေးနားပြပါဦးဗျာကဲဒီကတော့နောက်တစ်မျိုးလာအောင်မယ်ဗျာ ဒီမှာဒီတကနဲ့ဆရာကခွင်းလေးတော့ဝဲပြမယ် ဟုတ် နေရာဖန် ဒါပေါ့လာမယ်တော့လားဒီတော့ဒီလက်ကိုတန်နေတာပြပါဦးဗျာဘယ်လိုဟေးဟာမင်းပြတာနည်းနည်းလေးနီးတယ် နည်းနည်းနီးရ နည်းနည်းလေးခွာကြည့် နီးလို့ နီးတာ နည်းနည်းဝေးပြမယ် နည်းနည်းလေးဝေးပြ နီးလို့ဝေးပြမယ် နီးတာနည်းနည်းနီးတာဝေးပြလိုက်ဟာလဲမရဘူးဟုတ်တယ်ဝါဟာတာစပါလိုက်တော့သူစောက်ကိုပြုတ်ကြတော့မှာပေါ့အပါရဲ့ဟုတ်ဝါအဲ့ဒါတော့ဒီဘုံလေးအပြည့်ဘာလဲဒီဖေးတယ်ဒီချောချောပြည့်နေတာအော်သူလည်းသိတာပေါ့ဟုတ်ပြီရွှေလက်ကုတ်တန်လေးနဲ့အားပေးပါဦးဗျာဟိုဒီနောက်ကနေတဲ့တောင်နေပြီဘယ်ဦးလေဟေးမင်းကြည့်တာနည်းနည်းလေးနေတယ် နေသေးတယ် ကတော့ဘာလဲဒီအဲ့ဒါနဲ့ဟုတ်ပါ အမှန်နဲ့လင်ငယ်ပြောနေတယ်ခါတော့ ဟုတ်ကဲ့ပါလင်ကြီးရဲ့ဒါမဲ့ဟိုအတူရွှေလက်ကုတ်တန်လေးနဲ့အားပေးပါဦးဗျာဒီကတော့နောက်တစ်မျိုးလာအောင်မယ်ဗျာဒီကထောင်တာကလမကြီးလောက်နဲ့ဓပတ်ပတ်ပြီးတော့ပြန်တယ်ကဲလာမယ်တောင်တော်ကြီး တပတ်ပတ်မှာနော်တပတ်ပတ်မှာ ဓပတ် တပတ်ပတ်ပြီးမှပြန်မဝင်မယ်နော် ဟုတ်ပြီ တပတ်ပတ်ပြေးပဲနဲ့ထဲမဝင်နဲ့ ဟုတ်တယ်ဓ ကြ ပတ် မပြေးပဲနဲ့မဝင်နဲ့နော် ကဲလာမယ်တောင်တော်ကြီးဟုတ်ပြီလာမယ်ဆက်တာထောင်တော်ကဘယ်လိုဖြစ်တာလဲထောင်တော်ဓပတ်နော်ဒီလိုဟောပါစိတ်ဆင်းရဲတာသူ့ကြည့်ရတာကျတော့ကြည့်ရတာကြာရိုင်းခန်းလို့နေတယ်ဘယ်ရောက်ဗျာလာနေရတာမရပြန်လာမယ်ပြန်ချပြန်ချောက်မယ်